ချွေဝါနဲ့အဖြူပေါင်းဆက်လိုက်တဲ့အခါမှာသူ့ရဲ့ပုံစံကလှတယ်ဆိုတာထက်ခံညားထည့်သွားပြီးတော့စမတ်ကြနေတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ရင်ခွဲတကားဖွင့်လိုက်ရင်ဘယ်လောက်တောင်လှသွားမလဲဆိုတာကျွန်တော်နဲ့အတူတူကြည့်လိုက်ရအောင်နော်။ကဲခုဆိုရင်တော့ရင်ခွဲတကားလေးကိုဖွင့်လို့ပြီးသားပြီပဲဖြစ်ပါတယ်။ဒီရှင်အောင်လေးကြောင့်မလို့ကျွန်တော်မှပိုပြီးလှသွားရလို့ခံစားသွားရပါတယ်။အခုဆိုလို့ရှိရင်တော့အရွယ်လေးကိုတစ်ချက်ပြောပြပေးမယ်။သူကအမိုးနဲ့ဆိုလို့ရှိရင်တော့2မိုးတစ်စိမ့်ပေနဲ့ဆိုလို့ရှိရင်ဘဲကနေညာထိအကျယ်6ပေခေါင်းရည်ကနေချင်းထိခြေစင်း6ပေခွဲအမြင့်9ပေချုပ်လုပ်ပေးထားပြီးတော့အခုခေတ်အခေါ်အနေနဲ့ဆိုလို့ရှိရင်တော့ကင်းဆိုင်ဖြစ်ပါရဲ့ရှင်ရင်ခွဲရင်လိုက်မန်ကုန်တကားလေးကိုဘေးဘက်မှာထည့်ပေးထားပြီးတော့မိသားစု3ယောက်ကောင်းကောင်းအိတ်ဆက်လို့ရမှာပဲဖြစ်ပါဈေးနှုန်းလေးကလည်းအရန်ကိုချိုပါတယ်ရင်ခွဲရည်လိုက်ဘန်ကုန်တကားနဲ့ဥမာ3,400ကျပ်ဖြစ်ပါရဲ့ရှင်အယောင်ဆက်လေးတွေကစီယံငွေအနေငယ်ကြိုလို့ရပါတယ်ကြံငွေအကုန်လုံးကိုအယောင်ငွေချေစနစ်ဖြစ်မှာယူနိုင်ပါရဲ့ရှင်မှာယူလို့ရဆိုလို့ရှိရင်တော့ Facebook Messenger တစ်စီဖြစ်စေ399258 300 300 958 658တော့ဖုန်းဆက်ပြီးတော့ဖြစ်စေ Viber တစ်ဆင့်ဆက်ဖို့ပြီးတော့ဖြစ်စေဆက်သွယ်မင်းမြန်ပြီးတော့မှာယူနိုင်ပါတယ်ဗီဒီယိုလေးကိုကြည့်ရှုအားပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်တခါဝယ်၍တသက်စိန်ချမ်းသာမှာဦးမျိုးမင်းတော်မမောဇာရှင်နာအော်ရာကြောက်ပါဝယ်သူပြောမှာရောင်းသူပြောတာဦးမျိုးမင်းတော်မမောဇာရှင်နာအော်ရာကြောက်ပါ